မင်္ဂလာပါရှင်ရိုးရဗီဒီယိုဖိုင်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ပေါ့နော်ချီပါလေးတွေတက်ရောက်တယ်ပြီးတော့ဒီလက်ကော်ဂျိတ်ပြည့်လေးတွေရောပေါ့နော်လက်ကော်ဂျိတ်ပြည့်လေးတွေရဲ့ဒီဒူနာလေးတွေရဲ့ပေါ့နော်ချီပါထဲမှာဆိုရင်လေအညိုလေးတွေပေါ့နော်အညိုလေးတွေကလေဒီလိုဒီဇိုင်းမျိုးလေးရဲ့နောက်ထပ်အညိုတစ်မျိုးကကျတော့ဒီလိုမျိုးလေးပေါ့နော်အနစ်ကလေးမပြပေးမယ်အညိုကဒါလေးရှိတယ်ဟိုအပြစ်မှာပုံလာတယ်ဒီဟာတွေကအရာမှန်တယ်ပေါ့နော်ပြီးရဒါကျတော့အညိုအနစ်ကလေးလောကယောဂီစစ်စစ်လေးပါရှင်ယောဂီစစ်စစ်လေးနေရပြီးတော့လေဝိုင်းနီဆိုရင်ပေါ့နော်တချို့ဒီပြီးခဲ့တဲ့အခေါက်တွေကအညိုတွေဝိုင်းနီနေများလိုက်လို့ညီမဒီနေ့ဝိုင်းနီလေးတွေရောပြီးတော့ဒီနစ်ပြလေးပေါ့နော်နစ်ပြလေးဆိုရင်ဒါဝိုင်းနီအစိမ်လေးတွေပါရှင်ဝိုင်းနီအစိမ်လေးတွေညီမပြပေးမယ်နော်ဝိုင်းနီထဲမှာအစိမ်20 30လောက်ပါမလားမသိဘူးဒီဇိုင်းမတူဘူးเนาะမလို့ဒါလေးဆိုရင်ဒီဇိုင်းတစ်မျိုးလေးဖြစ်သွားတယ်ပြီးတော့ဒီမှာအညိုလေးအမဟုတ်ဒါနစ်ပြလေးပေါ့နော်နစ်ပြမှာဆိုရင်ညီမတို့အယောင်တစ်မျိုးရှိတယ်မှာညီမပြပေးမယ်သူကကြတော့လေအပြပေါ့နော်အပြတူထိရစ်တာကဒါနစ်ပြဒါလေးဆိုညီမနစ်ပြလို့ပြောလို့ရတယ်သူကကြတော့အပြပေါ်မှာအပြတင်နေပေါ့နော်သူကအပြစ်မှာနည်းနည်းပိုရစ်တယ်ဒီနည်းနည်းရစ်တဲ့ဖြစ်ကိုသွားတယ်ပေါ့နော်ဒါလေးဆိုရင်လောကနစ်ပြပေါ်မှာနစ်ပြလေးပါရှစ်မသိရတော့အနစ်လို့ထင်ရတယ်မဟုတ်ပါဘူးเนาะသူကနစ်ပြစစ်စစ်ပါရှစ်အနစ်ခံပေါ်မှာဒီနစ်ပြစစ်စစ်လေးပေါ့เนาะဖောက်ထားတာရယ်ပြီးတော့လေဒါလေးဆိုဒီဇိုင်းမတူလောက်ဘူးတင်တယ်ဒါလေးဆိုဒီဇိုင်းမတူဘူးအဲ့ဆိုညီမလေးကျူစီလေးတွေစိတ်ရအောင်မမို့လို့ပါเนาะကျူစီလေးတွေစိတ်မယ်ကျူစီလေးတွေစိတ်လို့ပြီးသွားရင်ညီမဗီဒီယိုဖိုင်လေးနဲ့တင်ပေးပါမယ်ရှင်လုံးလုံးစင်တော့အထည်လေးတွေရောက်တော့လေကျူစီလေးတွေမစိတ်ရသေးဘူးဆိုတော့ညီမအရင်ပေါ့နော်အထည်လေးတွေရောက်တယ်ဒီဇိုင်းလေးတွေလည်းပြပေးချင်လို့ပေါ့နော်ဒါကအစင်သိလေးဒါလေးဆိုဒါလက်ကော့ဒူနာအစင်သိလေးပါရှေ့သူကအပေါ်မှာပုတ်ကြည့်လေးပါပါတယ်ရှေ့ဒါလေးဆိုရင်ဒီကာလာလေးတော်တော်မိုက်တယ်ဒါဆိုလောကလေးအစိမ့်ပုတ်လေးပေါ့နော်ဒါအစိမ့်ပုတ်လေးကာလာလေးတွေလာတယ်ဟုတ်နော်ဒီလိုဒူနာလေးတွေပါတယ်ပြီးတော့ဂျိတ်ပြည့်ကဒီလိုမျိုးပေါ့နော်တယ်ရဗီချိတ်လေးရယ်ဒါဆိုကြာရောင်လေးဒါဆိုညီမတို့ပခဲတဲ့ပါရင်လည်းပဲချစ်ချင်းထွေးမဲ့အထင်ပေါ့နော်ဒါလူကြိုက်များတဲ့အယောင်လေးပါသူကတော့အနစ်ခံလေးပါရှင့်ဒါဆိုရင်တော့အလူဝဲလေးမှာဝဲတအားလာတဲ့အယောင်လေးပေါ့နော်ချိတ်ပြည့်လေးတွေလည်းရောက်တယ်အစင်လေးတွေပြပေးချင်လို့ပါဒါလေးဆိုတအားလာတယ်သိလားအပြင်မှာတော်တော်လာတယ်ဒါလေးသူကတော့အညိုခံလေးပါရှင်ဒါတော့စိတ်လေဆွဲအစင်လေးတွေပါရှင်အနစ်ခံလေးရယ်ဒါလေးကတော့ဟိုညီမတို့သူကအဖြူမဟုတ်ပလဲဖောက်လေးပေါ့နော်ပလဲဖောက်လေးပါရှင်အဲဆိုရင်တော့ညီမဒီအသေးရတာလေးပြပေးလို့ပြီးသွားပါပြီရှင်